ဟုတ်တယ်မယ်妹 robot ကိုဘယ်လိုပေါ့နော် robot ဆက်ရမိတယ်
တော့သိမောကြောင်းမှာလာပြီရှားပါလေဆိုမှောက်သွားတယ်အကောင်ကမှရမ်းစိတ်လို့လားဒီလားဟုတ်တယ်ကျန်တာမှောက်တာစိတ်မလို့ကိုတော့လည်းဟာမယ်ငါတို့ကြောင်းနေပါဖြစ်နေပြီအဲ့ဒါလည်းသက္ကနာရဲ့တစ်ခုပြီးတစ်ခုဖေးအခုပါရဲ့ဟိုကအေးမင်းတို့ဟွာတို့လေယူတယ်အီဖြိုးတို့လေသိရမလားအဲ့ရှစ်သိန်းကြောက်ပါလို့တော့ဘယ်လိုလုပ်ပြောင်းမှမသိဘူးဒီထဲမှာပြောက်ပါရှိနေပြီလူရှင်းရဲ့ရှစ်သိန်းအပြောင်းလဲမှာဒီလိုဆိုရင်ပြန်မပြီးဘူးလူကမှားတယ်ပတ်စံအိတ်ကတော့စစ်တာပဲအဲ့ဒါတော့အဲ့နေရတော့ဖြစ်တယ်အဲ့ဒါတော့ဘယ်ချက်မှမလဲစစ်တောင်ကျိုးလေးကဆောင်းကောင်းဖြစ်တာကိုယ်ပြောလိုက်ပါတယ်ဒီပတ်စံတော့ဘယ်လိုလဲဒီမှာဆိုတိပြရမှာကိုဒီပတ်စံတက်မှာဆိုလို့ကိုဒီညပတ်စံဆိုတော့တော်တော်လေးကိုလက်ဆက်လိုက်တယ်ဟိုရှစ်တိုင်းမှာအားရဟုတ်ပါတယ်ဘုံလုံးဝင်ရတဲ့ဆောင်းကောင်းဖြစ်တယ်ဒီဘာလို့ကိုမပြောပါဘူးဟုတ်တယ်ပြပြလေးတော့ပတ်စံစီပတ်စံတော့ဒီလိုချိန်ထားတယ်ဆိုတော့ဘလုံးသုံးပေါ်ရကြလေလာပြသွားရင်တော့ပြောတယ်လာပြရင်တကယ်ရှိလာရှိတာဘောလို့တရားကလာမရကိုမကြည့်တယ်ကိုကန်ကောင်းကိုမကြည့်တယ်ကိုနောက်ကိုမီတော့သူကြည့်ရတယ်ညာအဲ့လို6တယ်ဝဲစိုးစိုးပါကိုလည်းမျိုးနေညာဟုတ်တယ်ကောင်းရှိတယ်ဆိုတော့ဆေးပါကိုကဒီမိုင်းကောင်းတယ်သူမေးလို့ကိုကပြောပြလာပဲရှိတယ်ညာစိတ်ရည်ကဒီအဲ့ဟာကိုအဲ့မဲ့ကြံနေမိကျွေးကိုကြီးပေါင်းနဲ့ငါဘလို့ကိုကြီးညမှာနေလို့ကလေချင်းပြောလို့ကမန်းနေမသိဘူးလေချင်းဖြစ်တာဖြစ်လို့ငါဘလို့လုပ်မယ်ကလာချမ်းပါလေအဲ့လိုကြောက်ပြောမှဆိုရင်လက်ခံဟိုဘုံတော့မှထားတာအေးမျိုးကလည်းအဲ့ဥဆိုင်မှုလေးကိုတော့တယ်ဒီတိုင်းခုံဝါတင်ထားတယ်အဝယ်ပေါ့ဟိုကလေဒီနေ့ကရနော်အဲ့ဒီတော့ပြန်ပြီးကြောက်တာပြန်လေးရောကြောက်တာသူတို့တွေကြတော့ဟိုပါပေါ့လေပြန်လေးကြောက်လို့ရှိရင်တို့ကအလုံးနဲ့ဖြစ်တော့လေအဲ့ဒါအတွင်းသိစင်သိအဲ့တော့လေဆက်ကြီးတဲ့လေးကဇလို့ယူမှာပဲပြန်လေးကြရင်တို့ကလေဘာလို့လဲဆိုတော့လေတစ်နှစ်ပတ်လုံးလေစားလို့ပဲဖြစ်ဖြစ်
အကြီးလေးကလဲလဲပတ်ပတ်ဖြစ်နေပြီစိတ်ညစ်ပါနဲ့ပြောတယ်နောက်ဟုတ်ပါအေးခေါင်းလို့ကြီးလို့အဲ့ပါကြီးသူတို့ကအပူနော်ဒေါခင်ရတပူကိုမအပူလာสู้လာသိလားဒေါခင်ရတပူသူတို့ကတပူဒေါခင်ရတယ်မှာအယူမီပါအေးကိုအပူရတယ်ကိုအပူကဘာလို့သိလားမဆိုင်အေးသုံးလုံးချတာအေးရတယ်သူ့သားလာရင်ပတ်စံပါမယ်လို့ဆိုတော့စောက်နေပြီးရသူ့သားအလိန်ငန်းလို့တဲ့ရပ်ဖို့မှမပါဘူးပတ်စံအဲ့ကျမမလေးကူသူတို့တော့ကိုဆိုရထိုင်ရမလို့ထားမလို့ခင်ဗျားထိုင်ဟမ်အဲ့ဒါဘယ်လိုလဲအားလဲဘမကြီးနေကြတယ်ကွာဖြစ်မကြဒီနေ့အဲ့ကိုရှိရကိုတော့လေးဆက်ထားတယ်နှစ်အိတ်အဲ့နဲ့ဘူးဒီပြတ်မရသေးဘူးအဲ့ဒမကြီးဟာကြတော့ကို့မှာစကားတွေပုံပြောချင်လို့ကိုဒေါက်တာကြီးရရှိရတယ်လာတော့နဲ့ဆောပေးလိုက်တာသူတို့ကငင်းသွားပါဒါပေမဲ့အဲ့တူငင်းနေကို့မှာမငင်းနိုင်ဘူးလေဒီတော့တော့ကို့မှာခေါင်းဆဲနေတာအဲ့ဒါမှမယူလေပေးရမှာကိုမယူလေပေးရကို့မှာခေါင်းတွေခဲနေတယ်ကို့မယူပေးရမှာပြန်တယ်ကို့လိုရတဲ့ချက်လို့ရပါတယ်ကိုပေးရမှာနားဟာဘူးရလို့နားပဲရှင်အားပါကို့မှာလေးမကြအော်သူတို့ကပူမငါပူနေငါမဖိအိမ်မပြောစားဘူးငါမလို့ပူလာတော့ညဘက်ကျခင်းစားဘူးတနေ့ကိုဒီချိန်မှစားပြတယ်ခုဒီနေ့သုံးမရှိဘူး။ဒါကြောင့်မဟုတ်သေးဘူးပြန်တယ်တနေ့ခံစားမှုတဲ့အရာကိုပြောပြတယ်။ဟိုကပြေးရရှိရနော်။ဟိုနေရတယ်။ပြေးတယ်အဲ့တနေ့ကောင်ကလေလုံးလိုက်လုံးလိုက်မသိဘူးလေ။ခေါင်းပေါ်လေခေါင်းနေတွေးတာလေ။ဒီမှာလူဆွမ်းစားပြီးတော့လူလို့ပြောသူ့ကိုပြရတယ်အဲ့နေနေအဲ့လိုမျိုးတွေးရတယ်ရင်းနေပြောင်းဆန်ပြီးတော့လေဒီလိုထိုင်လို့မရဘူးလူကပူနေတာတိလားအဲ့လိုမျိုးဖြစ်နေအဲ့မှာဒီသူကဘုန်းကြီးကလည်းပြောသူတဲ့တိုးပေးထားပါမယ်တဲ့ဒီလက်ကုန်ပြအောင်စောင့်ပါအဲ့မှာကိုမလေးအလိုက်လက်ကုန်မရင်ပြေးသွားနေကိုကတက်တရားရှာအဲ့တော့စဉ်းစားလိုက်ပြီးတော့ခင်ဗျာကိုလည်းပတ်စံယူပြီးမှအမကိုလည်းပြောလို့ပတ်စံဘာလို့မှမလုပ်တော့ဒီချက်လည်းမစားတော့နှစ်ချက်လည်းမစားတော့ကိုစားနေမှဒါမကောင်းဘူးမစားမလဲအပူမီးလောင်တာညမဟိုင်မမြတ်တော့လေဒီနေ့ရဆွဲပေးလိုက်အဲ့မြတ်ဘုံပြောနေကိုအရင်ကဥမာမေ့အောင်မေးစိတ်ကြီးလေးညစ်တယ်စိတ်နဲ့ကိုယ်နဲ့ဟိုမကပ်ဘူးမနေ့ရစိတ်နဲ့ကိုယ်နဲ့မကပ်တော့မနေ့တနေ့ကောင်ကောင်းပြန်ညမိုးဆိုတော့မကြီးဘူးလားအဲ့မှာထားပြတာအဲ့ဒါကိုညညဝါရအဲ့ဒါပြောလိုက်တယ်လေဂျုံနဲ့လူတွေမှားတယ်ဟုတ်တယ်မဟိုပြောတဲ့ကလေးကလည်းဂျုံတက်မပြီအဲ့လိုမျိုးတွေကိုမှုနေရှင်းလိုက်တာကောင်းတယ်လေအဲ့ဒါရှိနေဟုတ်တယ်ညုံသားရင်ခံရမယ်သူလည်းခံနေရမယ်ကိုလည်းခံနေရမယ်အားလုံးကလုံးမရှိလုံးနေရတော့လုံးမှလေမချိုးနေတယ်သူကလည်းသူကငါနောက်တော့ကျတော့ငါ့ကိုပြောထားရလားဆိုရဲအတူမျိုးတွေတဲ့တဲ့နဲ့ဆောင်းပြီးတော့လုံးလုံးနေရမှာပေါ့အဲ့တော့မမအဲ့ပြောမကြီးငါ့ကိုအဲ့မျိုးမပြောခင်လေငါ့ကိုပြောပြတာနင်ကိုပြောတယ်နင်ကိုပြန်ပြောတဲ့လူပြောတော့မပြောရင်ငါမျိုးရှင်းခိုင်းမှာပြီးမှငါ့ကိုဟိုကနေရအောင်ပြောနေတော့ငါပေါ့လို့ပြောတဲ့စကားငါပြောတယ်ဒီလိုပေါ့လို့ပြောနေပေါ့လို့လည်းမယူမှာစိတ်ကတော့ဟုတ်တယ်ပြောလိုက်တယ်မကြီးကငါလည်းမေးကြရင်လို့နင်ကကလေးတယောက်ကအဲ့လိုဟာအမေချိုးရလီမကြီးကဘယ်လိုပြောနေတာအော်သူအလုပ်ပင်မလို့ပြောတာဖြစ်မှာပါရေးဆိုကိုကအဲ့လိုမျိုးနားလည်းမသူပြန်မပြောဘူးသူကလေအားမနာဘူးအမေတို့ကမပြောညံကဘာပြောရလဲစဉ်းစားကြည့်လေဒီတော့အလုပ်ကြီးရှုပ်တယ်နဲ့သူ့တော့မခေါ်ဘူးနေမကောင်းတော့နေပါသေးစိတ်ရစေတနာလေလကားဖြစ်တယ်စိတ်ကစိတ်ရငါတို့ညီမတို့ခံနေငါ့ကိုဟာဖြစ်နေငါအဲ့လိုမျိုးပြောတယ်ငါမကြည့်နဲ့ငါပေါ်တယ်ရှင်းနေဘူးမနေ့ရောင်းဆိုင်ကြတည်ရတော့ခေါ်အမေကလည်းသူကြီးကြီးတော့သွားပြောအဲ့လိုမျိုးငါ့ဘက်မှာလေညောင်းလုပ်နေတယ်မဟုတ်ဘဲနဲ့ပြောခိုင်းတာတော့ဘာထွက်ဦးကလေသူ့ကိုစေနာအမှန်ရင်းဟန်ကိုထားတာဘုံလည်းဆိုလေလုံးဝရင်ခွင့်မမှုရတယ်သိလားအမှန်တိုင်းပြောတာကိုပေါ်လေကိုပေါ်ဘုံလည်းပြောနေတယ်ကြက်ကလို့ပြောရင်ခွင့်မရတယ်စိုးတာရောကောင်းတာရောလက်ခံပြီးတယ်အေးအဲ့ဒါသိလားအဲ့လိုမျိုးမဟုတ်ဘဲနဲ့လေညောင်းနေပြီသိလားသူကလည်းအဲ့ကလေးပြောတယ်သူယုံတယ်လားစဉ်းစားပါရှေ့ကြရင်ဟိုလိုပြောသိလားဒီရှေ့ကြရင်ဒီလိုပြောဆိုလေကြိုက်တော့ပြောင်းဆန်တာတယောက်တည်းမီးလောင်တာကိုလောင်တာဒါပေမဲ့စဉ်းစားနည်းနည်းလေးသိခံကြည့်လိုက်ပြီနည်းပြောနေငါဒီကိစ္စမပြောတော့ဖြစ်မပြောရင်တော့
ဒီနေ့ကဆောက်ပြုတ်နိုင်တယ်ဒါကဘာမှမဟုတ်တဲ့ခါကြီးနဲ့မီးလာအောင်ဒါမဲ့တနာပါလေဒီတော့ကြီးအတော့ပုံဆုံးမှာဟုတ်လားလိုက်တာလားဒီကမှသူရတဲ့ညာရီမပြောဘူးဆိုတော့ဒီကမှလည်းမီးလာမပြောဘူးဒီမဲ့ကြီးလာမှပြောမိနေတယ်မီးတော့လင်းလို့ဆိုတော့အခါကျဒီတော့မီးရာကိုမဝင်နေပြောလိုက်ရင်သူတနည်းတဲ့ပုံဖြည့်ရှင်းမယ်လေဒါကလေးဆိုမပြောတတ်လို့ဆိုရင်စကလုံးသုံးမယ်ဖြည့်ရှင်းမှာဘာလို့ဆိုတော့နှစ်ဦးဆိုင်ခဲဖြစ်သွားတာဆိုတော့ဒီမလုံးလို့ရှင်သူ့ပြဖြစ်တာဟုတ်လားလေဒါဆိုဒီရင်ဆိုင်ဖြည့်ရှင်းနေတဲ့ဟာကိုဖဲလုပ်ပေးလိုက်လို့ရှိရင်သူကလူကြီးဖြစ်ပြီးမကောင်းဖြစ်သွားမှာအဲ့လိုကြောင့်ဒီလောက်ပြီးတော့အိမ်တော့မှာညာကွာလေအဲ့ဒါတော့ဒီသမီးရဲ့နေရာကွာပြန်ချော့လိုက်တယ်တနာလို့ပြသမီးကတော့ဘာလို့စကားသမီးရဲ့အဲ့လိုမျိုးကြားမှုအဲ့လိုမျိုးပြောလိုက်တာမဟုတ်ဘူးနော်သူပြောတဲ့သမီးသူပြောတဲ့စကားတစ်မျိုးလေးပါညီတို့မှတ်တာဘယ်တော့မှတော်တော်ကြီးလူငယ်သွားမှာမဟုတ်ဘူးကြီးသွားမှာတော့ညီလူကြီးကအဲ့လိုမျိုးဟိုဘက်ပြောတယ်ညီဘလောက်နဲ့ပြောညီဒီနဲ့မှကပြောမှာဒါပညာပဲနော်ညီဒီဒီဒါလို့ပြောကြလေပြောပြနေတယ်နေလေဝဲနေတယ်စိတ်မကောင်းဖြစ်တာလေအဲ့ဒါကလည်းဒီလားလို့ဟိုဒီကြောင်ဆက်ရောက်ထားတာဆက်ရောက်ထားတာလေအဲ့လိုမျိုးစားကောင်းတယ်ဒီကြောင်ရဲ့ထောင်ကိုမပြီးဘူးလေမပြီးတဲ့အချိန်မှာကိုယ့်ကိုနေရပါတော့တမီးအလုပ်လုပ်ရစီသွားတယ်ပြန်လာတယ်အဲ့ဒါလေတင်းမျိုးကြီးဟိုပါလေအခုချိန်ကြီးမှတ်မိသေးတယ်အဲ့တော့မှဒဲမိလိုက်တယ်လေဒဲမိလိုက်တဲ့အနောက်ပိုင်းဒီလိုမျိုးအဲ့ကိစ္စရင်းနဲ့ပတ်သက်ပြီးပြောနေတာဒီလိုတော့ပြောရတယ်တမီးကဘာမှစီတော့မကြဘူးဒီကမိကိုကြောင့်လမ်းကြနေတယ်ဆိုတော့တဲတယ်ဟုတ်အဲ့ဒါလေဟေးအဲ့ဒါတော့ညနေတော့တမီးခုံးပြရတယ်ဘာကိစ္စအစီတော့မကြဘူးပြောတာမင်းနာတရားတာဟုတ်တယ်ကြီးအစီတော့မကြဘူးမင်းနာဒီမတီးပြီးမင်းနာဒီတရားမင်းကကြီးမတီးပြီးအဲ့လိုကိုမမသိရလေမင်းနာတရားတာတော့အဲ့လိုတာပေါ့အဲ့လိုလေဒီလိုပြောလေတော်တော်ကိုပြင်လာလေပေါ်လို့ဆိုတာတော်တော်ကိုပြင်လာတယ်အဲ့လိုမျိုးအဲ့လိုတောင်းနေတာရှင်းတာဒီကောရမှာဆိုတော့ဒီလိုဖြစ်နေတာဒါကနေတာနေဆောင်လို့တရားနေတယ်မတော်တော့တော့ကောင်းတယ်ဆောက်လို့နေနေတာမျိုးတဲ့ဒိနာနေနေကြတယ်ဆောက်လို့နေနေကြအောင်ရှင်းတယ်လုံးဝမဟုတ်ဘူးမဟုတ်ဘဲနဲ့တမီးပြောလို့ဟုတ်တယ်ပြည်လာမဟုတ်ဘဲနဲ့ဒီဆယ်ပြီးဘုံလိုက်ရော်ရေးကိုတက်ချောက်လာဟုတ်ပြီခေါင်းနဲ့ခါကြမှာကိုကမှမသိတာဘယ်နာဘယ်လိုတရားမှန်းတော့မသိဘူးဘယ်နာတရားတော့မလို့မေးတာအဲ့လိုမျိုးပေါ့ဗျာပြောနေတာလေစကားကိုနဲ့စကားကိုဟိုရောက်ပြီးဖြစ်သွားတာလေဟောသမီးကမှလာပေါ့အမေတမ်းရတော့မဖြစ်ဘူးဟုတ်ပါဘူးအဲ့ဒါပုံစံလေးဖြစ်နေအခုဘာလို့အိုးရခါမဟုတ်လေဝေမဲ့ဟာလေးဖြစ်လိုက်မယ်လို့ပြောတာအများကြီးဖြစ်နေလို့လေအများကြီးဖြစ်နေလို့ပြောတာရောညရဖဲပြီးတော့မှလာရောခုမှဘယ်လိုတမီးတို့ရလို့ပြောရနော်ဘာမှမလာတဲ့ဟာကိုကဒီအားမကြရလို့ဟောအဲ့ကိုကကိုလေးကိုလို့ဖြေရှင်းအဲ့လိုနဲ့ပေးရတယ်လေဟုတ်တယ်မလေးမထုံပေးလိုက်လို့လေဆလူသားမျိုးပေးလိုက်တယ်လေဆလူသားမျိုးတွေလည်းနေမှမစားဘူးမလို့မလားရောက်ပြီနေအောင်
သွားလို့မရဘူးသွားလို့မရဘူးခါလေဒီကင်းကြောင်းရုံဝင်ရမှာဘုံကြောင်းကလေကလေးတွေပါရင်မောင်းလို့တာပြီလားအော်လည်းမဖုံးရက်ဒီမကောင်းတော့လေဒါလေးတွေဟိုကလေးတွေပါလို့ရှင်ဆုံးလာမကက်နဲ့လည်းပြောတာဟဲ့မဲဘယ်နဲ့ရလို့မသိဘူးတော့ဘာလို့ပြောလဲဆောင်းမလို့အဲ့ဒီလိုရအောင်အဲ့ဒါမင်းဟာလေးတက်ပြီးဒီရှာပေးမယ်လို့နော်Ja? ဟုတ်တယ် Kokonaan om. Okay. Oh.